အခြားကဘာတစ်ခုတွင်လူသားများသည်စင်မူလန့်ခေါ် SIMS ဟုခေါ်သောအဆင့်မြင့် AI နိုင်စက်ရုပ်များကိုတီထွင်ခဲ့ကြသည်။ယင်းတို့သည်လူသားတို့၏နေ့စဉ်ဘဝထဲတွင်လျင်မြန်စွာပါဝင်လာခဲ့ပြီးပိုမိုလူဆန်လာစေရန်အတွက်လူသားများကမိမိတို့မျက်နှာကိုစက္ကင်ဖက်ကစက်ရုပ်များပေါ်တွင်ပုံတူကူးယူခွင့်ပြုခဲ့ကြသည်။မကြာမီ SIMS များသည်အလုသမားများသာမကအဖော်မှုများအားကစားသမားများနှင့်ရဲတပ်ဖွဲ့ဝင်များအထိဖြစ်လာခဲ့ကြသည်။သို့သော2055ခုနှစ်တွင်အစိုးရဖန်တီးထားသောစင်တကောင်ကြောင့် Los Angeles မြို့တွင်နျူကလ িয়ার ဘုံပေါက်ကွဲမှုဖြစ်ပွားကလူဦးရေတသန်းနီးပါးသေဆုံးခဲ့ရသည့်ထို့ကြောင့်အနောက်ကဘာက AI အသုံးပြုမှုကိုလုံးဝပိတ်ပင်လိုက်တော့လဲအာရှသစ်နွေးစရာဒေတာကမူ SIMS များကိုဆက်လက်ထောက်ခံပြီးတန်းတူရည်တူနိုင်ငံသားများအဖြစ်ဆက်ဆံခဲ့သည်တို့ဖြစ်ရာအမေရိကန်ပြည်ထောင်စုသည်စင်နှဲအားလုံးကိုမျိုးတုံးဖျက်ဆီးရန်အတွက်အာရှသစ်ဒေတာကိုအစဉ်တစိုက်စစ်မှတ်ပြုတိုက်ခိုက်ပါတော့သည်သူတို့၏အဓိကလက်နက်မှာကောင်းကင်ယံမှနေ၍ SIMS များ၏အချက်ပြမှုကိုရှာဖွေကချက်ချင်းချေမှုန်းနိုင်သည့် Nomad ခေါ် AI မှအာကာသစခန်းကြီးဖြစ်သည့်စစ်တပ်၏အဓိကရည်မှန်းချက်မှာ AI နည်းပညာတိုးတက်မှုများနောက်ွယ်ကခေါင်းဆောင်နှင့်သိပ္ပံပညာရှင်ဖြစ်သူနီမာတာနာမတာကိုရှာဖွေရန်ဖြစ်သည်10နှစ်အကြာတွင်အမေရိကန်စစ်သားတစုအာရှတစ်ကမ်းခြေသို့ရောက်ရှိလာပြီးနိုမက်ကလည်းကောင်းကင်မှာစကင်ဖက်နေသည့်ထိုအနီးအနားတွင်ဂျိုရှုအာသည်ထူးခြားသောတက်တူရှိသည့်ကိုဝင်ဆောင်ဇနီးသည်မာယာမဲနှင့်အတူနေထိုင်နေပြီးရုတ်တရက်အတန်တစ်ခုကြားရသဖြင့်ဂျိုရှုအာကသူ၏ဆက်ရုပ်ခြေတူလက်တူများကိုတက်ဆင်ကသူတို့၏စင်တငယ်ချင်းများကိုတွားရောက်စစ်ဆေးသည့်ထိုတငယ်ချင်းများမှာဟာရွန်ဦးဆောင်သောအဆောင်ချက်များဖြစ်ပြီးထိုနေရာသို့ခိုးဝင်လာသောအမေရိကန်စစ်သားဒရူကိုဖမ်းဆီးလာခဲ့ကြ။ဖြစ်သည်စင်တကောင်ကဒရူးကိုအမှန်တိုင်းပြောရန်နှိပ်စက်တော်လဲဒရူးကနှုတ်ဆက်နေပြီးနိုမက်ကလည်းအနားသို့ကပ်လာနေပြီဖြစ်သည်ထို့ကြောင့်အဖွဲ့သားများကပုံးခိုရာနေရာအတစ်ရှာရန်ဆုံးဖြတ်ပြီးလှေများပြင်ဆင်နေချိန်တွင်မာယာကအထုပ်ပိုးပြင်ပြီးထိုစဉ်ဂျိုရှုအာကဒရူးကိုတယောက်တည်းစီးယုံပြီးအချိန်ပိုမပေးရကောင်းလားဟုဖြစ်တောက်ပြောသည်တကယ်တော့ဂျိုရှုအာသည်လည်းအမေရိကန်လျှို့ဝှက်စစ်သားတဦးဖြစ်ပြီးမာယာသည်နီမာတာ၏သမီးဖြစ်သောကြောင့်တရင်အချက်လက်ရယူရန်ဗျူဟာမြောက်လက်ထပ်ခဲ့ခြင်းဖြစ်သည်အပြင်ဘက်တွင်စင်စစ်သားများနှင့်အမေရိကန်စစ်သားများပစ်ခတ်မှုဖြစ်ပွားချိန်တွင်ဂျိုရှုအာကဒရူး၏စီဒီယိုကိုလူယူကာနီမာတာဒီမှမရှိဘူးစစ်စင်ရေးကိုရက်လိုက်ပါဟုကုကဲရေးမှုထံလမ်းပြောသည်ထိုအတန်ကိုမာယာကြားသွားပြီးဂျိုရှုအာကဂရီအတိုင်းစစ်တပ်ကထွက်မလာသေးမှန်းသိရှိသွားကအလွန်စိတ်ပြတ်သွားပြီးဂျိုရှုအာကိုတနက်နဲ့ချိန်သည်သို့သောစစ်သားများကဂျိုရှုအာကိုအိမ်ထဲကဆွဲထုတ်သွားသဖြင့်အစီအစဉ်ပြတ်သွားသည်မာယာသည်လှေပေါ်ရှိစင်များစီသို့ပြေးသွားတော့လဲထိုအချိန်တွင်နိုမက်ကဒုံးကြီးဖြင့်ပစ်ခတ်လိုက်သဖြင့်အားလုံးသေဆုံးသွားကြသည်9နှစ်အကြာတွင်ဂျိုရှုအာသည်အမေရိကန်သို့ပြန်ရောက်နေပြီးအရက်သားဘဝကိုဖျက်ဆီးရန်ကြိုးစားနေသည်သူသည်ဖြစ်စိတ်တန်ရာလုံဝေဒနာအတွက်ဆေးဝါးများစွာတောက်နေရပြီးမူသားဆန်းသက်ဆက်သုံးသောစိတ်ကူးဆရာဝန်နှင့်လည်းပုံမှန်ပြသနေရသည်သူသည်ပောက်ကွဲမှုဖြစ်ပွားခဲ့ရာမြေပြင် Ground Zero တွင်တန်ရှင်းရေးအဖွဲ့ဝင်ဖြစ်အလုပ်လုပ်နေသည့်တရက်တွင်သူနှင့်လုပ်ဖော်ကိုင်ဖက်တို့သည်ဆက်ရုပ်တစ်ကောင်ကိုတွေ့ရှိရာဆက်ရုပ်ကရုတ်တရက်အသက်ဝင်လာပြီးရှင်တန်ခွင့်ပေးရန်တောင်းပန်သည်လုပ်ဖော်ကိုင်ဖက်ဖြစ်သူကဆက်ရုပ်၏စကားတန်မှာလူနစ်တူလုံးတစ်ဖြစ်လန့်ဖြတ်သွားတော့လဲဂျိုရှုအာကဆက်ရုပ်ကိုချက်ချင်းပိတ်ပစ်ကဒါတွေကခံစားချက်မရှိတဲ့စက်ပစ္စည်းတွေတသက်ပဲဟုသတိပေးလိုက်ပြီးတွေ့ရှိသမျှဆက်ရုပ်အားလုံးကိုဖျက်ဆီးပြရန်တင်စီသွားကြသည်အိမ်ပြန်ရောက်တော့ဂျိုရှုအာသည်မာယာကသူ့အားဆက်ရုပ်ခြေတူလက်တူများတက်ဆင်ပေးစဉ်ကဗီဒီယိုကိုကြည့်ရင်းLos Angeles ပောက်ကွဲမှုတွင်သူ၏မိသားစုအားလုံးဆုံးရှုံးခဲ့ရပုံကိုပြန်လည်အောက်မေ့နေသည်ထို့နောက်သူရေကူးနေစဉ်ဂျန်နယ်ရဲ့ General Andrews နှင့်ကာနယ်ဟောင်းဝဲခလောင်ဟောဝတို့ရောက်လာပြီးစစ်စင်ရေးတစ်ခုတွင်ကူညီရန်လာရောက်တောင်းဆိုသည်နီမာတာသည်နိုမက်ကိုဖျက်ဆီးနိုင်မည့်စူပါလက်နက်တစ်ခုကိုတီထွင်နေပြီးထိုသင်္ဘောကြီးမရှိလျင်အမေရိကန်စစ်ရှုံးတော်မူဖြစ်ကြောင်းဂျိုရှာဟူအာဒီတာတက်ခွဲခန်း၏တီနေယာကိုသိရှိသူဖြစ်သည်ဖြင့်အဖွဲ့ကိုလမ်းပြပေးရန်ပြောသည်ဂျိုရှုအာကစစ်တပ်ကြောင့်သူ၏စစ်စင်ရေးပျက်စီးပြီးဇနီးသည်တေဆုံးခဲ့ရသည်ဟုဆိုကာအစပိုင်းတွင်ညှင်းဆန်ခဲ့သည်သို့သောဟောင်းဝဲကမာယာအသက်ရှင်လျက်ထိုစူပါလက်နက်နှင့်အတူအလုပ်လုပ်နေသည့်ဟိုလိုဂရမ်ဗီဒီယိုကိုပြလိုက်သောအခါဂျိုရှုအာစိတ်ပြောင်းသွားပါတော့သည်ညတခေါင်တွင်ဂျိုရှုအာသည်ဟောင်းဝဲ၏အဖွဲ့နှင့်အတူအာရှတစ်တို့ပြန်တန်းခဲ့သည်နိုမက်ကစကင်ဖက်ပြီးနောက်စစ်သားများမြေပြင်သို့ဆင်းတက်ကဂျိုရှုအားလမ်းပြသည့်အတိုင်းတွားကြရာတခွဲကန်းအပေါ်တွင်ရွာတရွာတိဆောက်ထားသည်ကိုတွေ့ရသည်စစ်သားများကရွာကိုစီးနှင်းပြီးရွာသားများကိုတနက်ဖြန်ချိန်ကစစ်ဆေးမေးမြန်းကြသည်မက်ဘရိုက်ကကလေးမလေးတဦး၏ခွေးကိုပြစ်တက်မည်ဟုချင်းချောက်သဖြင့်ကောင်မလေးကငိုယိုကလက်ညှိုးထိုးပြသည်ဂျိုရှုအားကထိုနေရာရှိနှက်ကုန်းတစ်ခုကိုလှည့်လိုက်သောအခါတခွဲခန်းတို့ဆင်းသည့်လှို့ဝှက်တကားပေါ်လာသည်မက်ဘရိုက်နှင့်Bradbury တို့ကအပြင်တွင်စောင့်နေပြီးကြံ့အဖွဲ့သားများကအထဲသို့ဝင်ကနည်းပညာရှင်များကိုပြစ်တက်ကြသည်ဂျိုရှုအာကလုံခြုံရေးကင်မရာများကိုစစ်ဆေးရမှာရလဲထိုအနီးအနားတွင်ရှိနေကြောင်းတွေ့ရသည့်အဖွဲ့ကရှေ့ဆက်သွားပြီးသိပ္ပံပညာရှင်များကိုထပ်မံပြစ်တက်တော်လဲဝန်ထမ်းများကကြီးကားတကားများကိုပိတ်လိုက်ကြသည်ဂျိုရှုအာကထိုတကားများကိုမျက်နှာစတင်ဖက်စနစ်ဖြင့်သာဖွင့်နိုင်သည်ဟုပြောသဖြင့်စစ်သားတဦးကတေဆုံးသွားသောနည်းပညာရှင်၏မျက်နှာကိုဓာတ်ဖြင့်လှီးယူရန်ပြင်သည်ထိုစဉ်အပြင်ဘက်တွင် Bradbury သည်ရဲများလာနေသည်ကိုမြင်သဖြင့်ဒုံးကျည်ချို့ဖြင့်ပစ်ခတ်ပြီးမှအညံ့ခံခြင်းဟန်ဆောင်သည်ရဲများကသူမကိုဖမ်း
စီယန်စူးစမ်းစဉ်ဒုံးကြီးများကြားရောက်လာပြီး CNS များအားလုံးတေဆုံးကုန်သေးသို့သောရဲများထပ်မံရောက်ရှိလာပြီးပြန်လည်ပစ်ခတ်သဖြင့်သူမပုံခုနေရသည်တခွဲကန်းထဲတွင်မူစောင့်ဆိုင်နေပြီးကြံလူများကအဝင်ဝါကရဲများကိုတွားရောက်ခုခံတော်လဲကြာဆုံးကုန်သဖြင့်ရှစ်ပလေးပါလိုက်လံကူညီရသည်ကွန်ပျူတာကဟက်လုပ်ပြီးသွားသောအခါတကားပွင့်သွားပြီးဂျိုရှုအားဝင်သွားရ TV ကြည့်နေသည့်ကလေးငယ်တဦးကိုတွေ့လိုက်ရသဖြင့်အံ့အားသင့်သွားသည်ဒီရုတ်တရက်သိပ္ပံပညာရှင်တဦးပေါ်လာပြီးကြဦးရှုအားကိုတနက်ဖြစ်ပစ်ကကလေးငယ်အတွက်အရေးပေါ်တကားကိုဖွင့်ပေးပြီးနီမာတာကိုတွားရှာပါဟုမှာကြားသည်ကလေးမလေးသည်တခွဲကန်းအပြင်သို့ရောက်ရှိကပြင်ပကဘာကိုပထမဆုံးအကြိမ်မြင်တွေ့ရတော့လဲတိုက်ပွဲများဖြစ်ပွားနေသည်ကိုသာတွေ့ရသည်ဂျိုရှုအားကသူမနောက်သို့လိုက်လာပြီးထွက်ပြေးနေသောသိပ္ပံပညာရှင်များထဲတွင်မာယာကိုလိုက်ရှာတော့လဲမတွေ့ရပေစစ်တပ်အဖွဲ့သားများကလေရင်ပေါ်သို့ပြန်ရောက်လာပြီးတိုက်ပွဲရှုံးနေသောသဖြင့်နိုမက်မပစ်ခတ်မီထွက်ခွာရမည်ဟုပြောသည်သို့သောဟောင်းဝဲကတခုခုကိုစစ်ဆေးလိုသဖြင့်ကြံရစ်ခဲ့သည် Bradbury ကလည်းအပြင်းထန်ပြေးလာပြီးလေရင်ပေါ်သို့အချိန်မီတက်နိုင်ခဲ့တော်လဲသူမ၏ခန္ဓာကိုယ်တွင်ဘုံတလုံးကပ်ပါလာသဖြင့်လေထဲတွင်ပင်ပောက်ကွဲသွားပါတော့သည်လေရင်ပြတ်ကျသွားပြီးနောက်နိုမက်ကထိုဒေတာကိုဘုံကျဲလိုက်သဖြင့်ဂျိုရှုအားသတိလစ်သွားသည်နောက်တနေ့မနက်တွင်ဂျိုရှုအားသည်လေတစင်းပေါ်တွင်တတိယလာပြီးဆက်ရုပ်ကောင်မလေးကသူ့ကိုစိုက်ကြည့်နေသည်ကိုတွေ့ရသည်သူကထွက်သွားရန်ကြောက်ခဲဖြစ်ပေါက်တော်လဲကောင်မလေးကကြောက်ခဲကိုပြန်ကောက်ပေါက်သည်ထို့နောက်ဂျိုရှုအားကပတ်ဝန်းကျင်ကိုစစ်ဆေးရဒဏ်ရာရနေသောရှစ်ပလေးကိုတွေ့သဖြင့်ရဲများကိုရှောင်ကွင်းကအိမ်လွတ်တစ်ခုထဲသို့ခေါ်ဆောင်လာခဲ့သည်ရုတ်တရက်အတန်ကြားရသဖြင့်ကြည့်လိုက်ရာကလေးမလေးကသူတို့နောက်သို့လိုက်လာပြီး TV ကြည့်နေခြင်းဖြစ်သည်ဂျိုရှုအားက TV ပိတ်လိုက်တော်လဲကောင်မလေးကလက်ဟန်ချဒီဟန်ပြယုံများဖြင့် TV ကိုပြန်ဖွင့်လိုက်သဖြင့်သူမသည်သာစူပါလက်နက်ဖြစ်မှန်းဂျိုရှုအားသိရှိသွားသည်ထိုစဉ်ဟောင်းဝဲကဖုံးဆက်လာပြီးဂျိုရှုအားကကလေးအကြောင်းပြောပြရာကာနယ်ကကလေးကိုတပ်ပစ်ရန်အမိန့်ပေးသည်သို့သောဟောင်းဝဲကိုရဲများကဝိုင်းထားသဖြင့်ဖုံးလိုက်ပြတ်တောက်သွားပြီးသူမနှင့်မက်ဘရိုက်တို့ဖမ်းဆီးခံလိုက်ရသည်ဂျိုရှုအားသည်ကလေးငယ်ကိုပြစ်တက်ရန်တုံဆိုင်နေစဉ်ကောင်းမလေးကမာယာဤတတူးပုံကိုဆွဲနေသည်ကိုတွေ့ရသဖြင့်တနက်ကိုချလိုက်သည်ထိုစဉ်စင်လေသမားတဦးရောက်လာပြီးကလေးမလေးကိုသူကာကွယ်ပေးမည်ဟုပြောသည်ဂျိုရှုအားဤဘာသာပြန်ဆက်ကထိုစင်ရန်ဤအစီအစဉ်ကိုဖော်ပြလိုက်သဖြင့်ဂျိုရှုအားကဦးအောင်ပြစ်ခတ်လိုက်ရာလေသမားတည်ဆုံသွားတော်လဲရဲများကိုတီနေရသိရှိသွားစေသည်ဂျိုရှုအားကကောင်မလေးကိုမာယာပင်မာလဲဟုမေးရကောင်မလေးကဒီအန်တန်တင်းတန်းတွင်ရှိသည်ဟုပြောသည်ထိုစဉ်ရဲများကအိမ်ကိုဝိုင်းကပစ်ခတ်သဖြင့်ဂျိုရှုအားကရှစ်ပလီနှင့်ကောင်မလေးကိုလက်သမား၏ထရက်ကားပေါ်သို့ဆွဲတင်သည်ရဲများကလက်ပစ်ဘုံဖြင့်ပြစ်ရခွေးတစ်ကောင်ကဘုံကိုကိုက်၍ရဲများထံပြန်ယူသွားသဖြင့်ရဲများအကုန်တေဆုံးကုန်သည်ကောင်မလေးကသူမ၏စွမ်းအားဖြင့်ကားကိုနှိုးလိုက်သဖြင့်သူတို့လွတ်မြောက်သွားကြသည်တစ်ဖက်တွင်လည်းမက်ဘရိုက်နှင့်ဟောင်းဝဲတို့ကရဲများကိုတပ်ကာရဲကားကိုလူယူပြီးကြကိုရှုအားနောက်သို့လိုက်ကြသည်လန်ကီတွင်ရှစ်ပလီကတနက်ဖြင့်ချိန်ကဆေးရုံသို့ပို့ပေးရန်တောင်းဆိုတော်လဲဂျိုရှုအားကအမေရိကန်စစ်စခန်းနှင့်ဝေလွန်းသဖြင့်တငယ်ချင်းတဦးထံခေါ်သွားမည်ဟုပြောသည်သို့သောရှစ်ပလီသည်ဒဏ်ရာပြင်းထန်သဖြင့်ကားပေါ်တွင်ပင်တေဆုံးသွားသည်ဂျိုရှုအားသည်ကားတစ်စီးလာနေသည်ကိုမြင်သဖြင့်ကောင်မလေး၏ဆက်ရုပ်ခေါင်းကိုအုပ်ထုတ်ဖြင့်ဖုံးအုပ်ပေးလိုက်ပြီးရင်း၏နာရွက်တွင် Alpha Omega ဟုရေးထားသဖြင့် FE ဟုအမည်ပေးလိုက်သည်ကားရက်သွားသောအခါဂျိုရှုအားကတနက်ဖြင့်ချိန်ကမြို့သို့လိုက်ဖို့ရန်တောင်းဆိုသည်မကြာမီဟောင်းဝဲတို့ကအဝေးကကားနှင့်ရှစ်ပလီအလောင်းကိုတွေ့ရှိသွားသည်ဟောင်းဝဲကရှစ်ပလီအသိစိတ်ကိုတေဆုံးသွားသောရဲသားဘူးပိုက်စင်ခန္ဓာကိုယ်ထဲသို့စက္ကန့်30မြပြောင်းရွှေ့လိုက်ရာရှစ်ပလီကလမ်းဖြတ်သွားပြီးဂျိုရှုအားကသူ့ကိုတငယ်ချင်းတယောက်စီခေါ်သွားကြောင်းပြောပြီးနောက်ထပ်မံတေဆုံးသွားသည်ညနေပိုင်းတွင်ဂျိုရှုအားနှင့်အက်ဖီတို့၏ဖမ်းဝရမ်းများထွက်လာသဖြင့်စစ်ဆေးရေးဂိတ်တစ်ခုတွင်ကားရက်လိုက်ရသည်ဂျိုရှုအားကကားနောက်ခန်းတွင်ပုန်းနေပြီးရဲကအက်ဖီကိုအုပ်ထုတ်ချွတ်ရန်ပြောသည်လဖီကသူမ၏စွမ်းအားဖြင့်ထိုဒေတာတစ်ခုလုံးကိုမီးလိုင်းဖြတ်တောက် blackout လိုက်ပြီးဆိုင်းဘုတ်တစ်ခုကိုမီးပွားများထွက်စေကလူစုခွဲလိုက်ပြီးကားကိုမောင်းနှင်၍လွတ်မြောက်သွားခဲ့သည်မြို့ထဲသို့ရောက်သောအခါဂျိုရှုအားကမာယာ၏တီနီယာကိုထပ်မံမေးတော်လဲအက်ဖီကမဖြေပေရဲများရောက်လာသဖြင့်ဂျိုရှုအားကအက်ဖီကိုယထာပေါ်သို့ဆွဲတင်ကထွက်ပြေးသည်ယထာပေါ်တွင်မာယာနှင့်တူသောမျိုးသမီးများကိုဂျိုရှုအားမြင်တွေ့ရတော်လဲရင်းတို့မှာမာယာလူဒန်းထားသောမျက်နှာပုံစံကိုအသုံးပြုထားသည့် sense များသာဖြစ်သည်လန်ခီတွင်အက်ဖီကဘဝနှင့်ပတ်သက်သောမေးခွန်းများမေးမြန်းရာဂျိုရှုအားကလူကောင်းများကောင်းကင်ဘုံသို့တွားရသည်ဟုရှင်းပြသည်သူကသူကိုယ်သူလူကောင်းဟုမထင်သလိုအက်ဖီကလီသူမသည်လူမဟုတ်သဖြင့်ကောင်းကင်ဘုံသို့တွားခွင့်ရမည်မဟုတ်ဟုထင်နေသည်ဂျိုရှုအားအိပ်ပျော်သွားချိန်တွင်ဒရူးကသူ့အားမာယာကိုလက်ထက်ရန်စစ်စင်ရေးပေးခဲ့စဉ်ကခြေရာခံဆက်ပါရှိသည့်မင်္ဂလာလက်စွပ်ကိုပေးခဲ့ပုံကိုပြန်လည်အိမ်မက်မက်သည်ညဘက်တွင်သူတို့နှစ်ဦးယထာဘော်ကဆင်းလာရာမြို့ရင်းရှိစခရင်များပေါ်တွင်သူတို့၏ဖန်ဝရမ်းများကိုတွေ့ရသည်မြို့ခံတဦးကရဲထံဖုံးဆက်တိုင်ကြားနေစဉ်ဂျိုရှုအားကအက်ဖီကိုစင်နက်ဆက်ယုံတစ်ခုရှိသူ၏တငယ်ချင်းဒရူးထံသို့ခေါ်သွားသည်ဒရူးသည်ထိုတိုက်ခိုက်မှုညကလေးကစိတ်ပြောင်းသွားပြီးစင်နက်များကိုထောက်ခံသူဖြစ်လာကကာမီခဲမိုင်ဟုခေါ်သောစင်မလေးတဦးနှင့်ပင်တွဲနေသည်ဂျိုရှုအားကအက်ဖီထံမှမာယာ၏တီနီယာကိုမေးပေးရန်ဒရူးကိုအကူအညီတောင်းတော်လဲကလေးမလေး၏စနစ်မှာအလွန်မင်းအသွင်ဝက် encrypted ထားသည်ဂျိုရှုအားကမာယာ၏မင်္ဂလာလက်စွပ်ကိုခြေရခံနိုင်မလားဟုမေးတော့အခါဒရူးကမာယာတေဆုံးသွားပြီဟုပြောတော်လဲဂျိုရှုအားကမယုံကြည်ပေ
ကာမီက FE ကိုအာယုံလွှဲထားစဉ်ဒရုကဂျိုရှုအာကိုစစ်ဆေးတွေ့ရှိချက်များပြောပြသည် FE သည်ကြီးထွားနိုင်စွမ်းရှိပြီးလက်ရှိတွင်သူမ၏စွမ်းအားနယ်ပယ်မှာကန့်သက်ချက်ရှိတော်လဲနောင်တွင်ဤပညာအလုံးကိုအဝေးမှထိန်းချုပ်နိုင်လာလိမ့်မည်ဟုဆိုသည်ထိုစဉ် FE ကတစုံတစ်ယောက်လာနေသည်ဟုပြောသည်ဖြင့်ကာမီကတွားရောက်စစ်ဆေးရာအစားအသောက်လာပို့ခြင်းသာဖြစ်သည်သို့သောတကားပိတ်လိုက်သည်နှင့်ပို့ဆောင်သူမှအခြားရဲသားဘူးတဦးဖြစ်နေပြီးရင်းကအစားအသောက်ဘူးတဲကဘုံကိုခွဲလိုက်သည်ဖြင့်ကာမီတေဆုံးသွားအားသည်ရဲများဝင်ရောက်လာပြီး FE ကိုဖမ်းရန်စူးစမ်းစဉ်ဂျိုရှုအာရောက်လာပြီးအားလုံးကိုပြစ်တက်သည်ဂျိုရှုအာက FE နှင့်ဝမ်းနှင့်ပူဆွေးနေသောဒရူးတို့ကိုခေါ်ဆောင်ကထွက်ပြေးခဲ့သည့်ရဲများထဲတွင်ဟောင်းဝဲနှင့်မက်ပရိုက်တို့ပါဝင်ပြီးဟောင်းဝဲကကာမီ၏ဦးကောင်းကိုဟက်ခလုတ်ရန်ယူဆောင်သွားသည်မကြာမီဒရူး၏ကွန်ပျူတာကလက်စွပ်ကိုဂျိုရှုအာ၏အိမ်ဟောင်းတွင်ခြေရာခံမိသည်ထိုနေရာသို့ရောက်သောအခါဂျိုရှုအာကရေရှမ်းနေသောကျမ်းပြင်ပေါ်တွင်လက်စွပ်ကိုတွေ့ရှိသွားသည်သူကတိုက်ခိုက်မှုများကလုံခြုံရေးဗီဒီယိုကိုကြည့်နေစဉ် FE ကစစ်သားများလာနေပြီဟုလာသတိပေးရာဂျိုရှုအာစိတ်ပေါက်ကွဲပြီးကလေးမလေးကိုအော်ဟစ်မိသည် FE ငိုယိုသောအခါမှဂျိုရှုအာကသူမကိုဆက်ရုပ်ထက်လူတစ်ယောက်အဖြစ်မြင်တွေ့သွားပြီးဖက်လဲတကင်းတောင်းပန်လိုက်သည်ဒရူးကရန်သူလာနေပြီဟုလာသတိပေးစဉ်တနက်မှန်ပြီးလဲကျသွားသည်ဒရူးကမတေမီမာယာကနီမာတာပဲအဲ့ဒါကြောင့်လွန်ခဲ့တဲ့9နှစ်ကတိုက်ခိုက်ခဲ့တာမင်းမာယာကိုချစ်လွန်းလို့စစ်တပ်ကမင်းကိုအတိမပေးခဲ့တာဟုအမှန်တရားကိုဖွင့်ပြောခဲ့သည်ဂျိုရှုအာက FE နှင့်အတူထွက်ပြေးရန်ကြိုးစားတော်လဲဟာရွန်ဦးဆောင်သောစင်စစ်သားများ၏ဝိုင်းရန်ခြင်းကိုခံရပြီးတတိလစ်သွားသည်ဂျိုရှုအာတတိယလာသောအခါစင်နက်များ၏တင်မောတွေကအကျဉ်းကန်ထဲရောက်နေသည်ဟာရွန်ကလာရောက်တွေ့ဆုံပြီးမာယာ၏အဖေမှာမူလနီမာတာဖြစ်ပြီးသူတည်ဆုံပြီးနောက်မာယာကနီမာတာတစ်ဖြစ်လာကြောင်း Los Angeles ပောက်ကွဲမှုမှာလူသားတို့၏ program အမှားကြောင့်သာဖြစ်ပြီးဆက်ရုပ်ကိုအဖြစ်ပုံချခဲ့ခြင်းဖြစ်ကြောင်းရှင်းပြသည်စင်နက်များစစ်နိုင်မှာကအနောက်ကဘာကိုဘာမှလုပ်ရန်အစီအစဉ်မရှိဘဲငြိမ်းချမ်းစွာသာနေထိုင်လိုကြခြင်းဖြစ်သည်စစ်တပ်ကဂျိုရှုအာ၏မာယာကိုတွေ့ကျင်သောဆန္ဒကိုအသုံးချကလမ်းပြခိုင်းခဲ့ခြင်းဖြစ်သည်ဟာရွန်ကဂျိုရှုအာကိုတက်ရန်ပြင်ဆင်နိုမက်ကသူတို့၏စခန်းကိုဘုံကျဲလိုက်သည်ဖြင့်လန့်သွားသည်ဂျိုရှုအာက FE ကိုဖြောင်းဖြပြီးထွက်ပြေးကပင်လယ်ထဲသို့ခုန်ချသည်စစ်သားများကဂျိုရှုအာတေဘီဟုထင်ကတင်မောမောင်းထွက်သွားတော့လဲဂျိုရှုအာကတင်မောအောက်တွင်ကဲ့၍လိုက်ပါလာခဲ့သည်နောက်ဆုံးတိုက်ပွဲနှင့်ခွဲခွာခြင်းမြို့သို့ရောက်သောအခါဂျိုရှုအာကခိုးဝင်ပြီးလူသားများနှင့်စင်နက်များငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နေကြသည်ကိုမြင်တွေ့ရသည့်ညနေပိုင်းတွင်ဂျိုရှုအာကဟာရွန်ကိုအိမ်မွေးချစတန်ဘိုင်ပေးလိုက်ပြီး FE နှင့်အတူလှေတစင်းဖြင့်ထွက်ပြေးရန်ကြိုးစားစဉ်အမေရိကန်စစ်တပ်ရောက်ရှိလာသည်။အေယာမတင်ကားကြီးများကအဆောက်အုံများကိုဖျက်ဆီးပြီးဒုံးကျည်များဖြင့်ပစ်ခတ်ကြသည်။ FE ကသူမ၏လူမျိုးစုကိုကူညီရန်ဂျိုရှုအာကိုထားရစ်ခဲ့သည်။ဟောင်းဝဲကလမ်းလျှောက်ပုံဆက်ရုပ်နှစ်ကောင်ကိုဆေလွတ်ရာဒုတိယတဲ့ကောင်ကို FE ကသူမ၏စွမ်းအားဖြင့်တားဆီးလိုက်နိုင်သည်။သို့သောမက်ဘရိုက်ပေါ်လာပြီးFE ကိုပြစ်ခတ်လိုက်သည်ဖြင့်စိတ်ဆိုးဒေါသထွက်နေသောဂျိုရှုအာကမက်ဘရိုက်ကိုတပ်ပစ်လိုက်သည် FE တတိလစ်သွားသည်ဖြင့်ဘုံကပြန်ပွင့်လာပြီးတရားကြီးမပြတ်စီးမီဂျိုရှုအာက FE ကိုချီ၍ထွက်ပြေးသည်ဟာရွန်ကလည်း FE ကိုကုသရန်မာယာရှိရာသို့လိုက်ပို့ပေးသည်လန်ကီတွင်ဟာရွန်ကမာယာသည်မတေဆုံးမီရက်ပိုင်းအလိုကမှ FE ကိုအပိသက်တီထွင်ခဲ့ပြီးမိမိ၏တနေသားကိုစက်ကင်ဖက်ကဖန်တီးခဲ့ခြင်းဖြစ်ကြောင်းထို့ကြောင့် FE သည်ဂျိုရှုအာ၏တေဆုံးသွားသောရင်သွေးငယ်၏ပုံတူဖြစ်ကြောင်းဖွင့်ဟခဲ့သည် FE ကိုဘုံကြီးကျောင်းတစ်ခုသို့ခေါ်ဆောင်လာခဲ့ပြီးထိုနေရာ၏အထိပ္ပယ်မှာကောင်းကင်ဘုံပြန်တန်းဖြစ်သည်ဖြင့်မာယာတေဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရသည့်စိတ်နှလုံးကြေကွဲနေသောဂျိုရှုအာသည်မာယာ၏ရုပ်အလောင်းကိုစက်ပစ္စည်းများဖြင့်9နှစ်တိုင်ထိန်တိန်ထားသည်ကိုတွေ့ရသည့်စင်နက်များသည်နီမာတာကိုမထိခိုက်ရသဖြင့်ဂျိုရှုအာကိုယ်တိုင်ဆက်ကိုပိတ်လိုက်ရသည်ဂျိုရှုအာကငိုယိုကာတောင်းပန်ပြီးဆက်ကိုပိတ်လိုက်သည်ထိုစဉ်အမေရိကန်များရောက်လာပြီးဟောင်းဝဲကမာယာ၏အသိစိတ်ကိုချစ်ချက်ထဲသို့ကူးယူသည်ဟာရွန်ရောက်လာပြီးဟောင်းဝဲကိုပြစ်တက်တော်လဲသူကိုယ်တိုင်လည်းအပြစ်ခံရသည်ဟောင်းဝဲ၏ကြောတွင်ဘုံပါလာသဖြင့် FE ကဘုံကိုဖွင့်ကာရန်သူများကိုအပြတ်ရှင်းလိုက်သည်ဟာရွန်ကမတေမီဂျိုရှုအာကိုနိုမက်ကိုဖျက်ဆီးရန်မှာကြားသဖြင့်ဂျိုရှဟူအာကမာယာ၏ချစ်ဘက်ကိုယူဆောင်က FE နှင့်အတူထွက်ပြေးတော်လဲစစ်တပ်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည် Los Angeles စစ်စခန်းတွင် Andrews က FE ထံမှအချက်လက်မရနိုင်သဖြင့်တပ်ပြည့်ရန်အမိန့်ပေးသည်ဂျိုရှုအာက FE နာနာကဲ့၍ပြောလိုက်သဖြင့်သူမ၏အသက်ရှူနှုန်းကျဆင်းသွားကတေဆုံးသွားပြီဟုထင်မှတ်စေသည်ဂျိုရှုအာကသူမကိုမိရှုဖျက်ဆီးရန်ခေါ်ဆောင်သွားစဉ်လမ်း၌ FE နိုးထလာသည်ဂျိုရှုအာကအိမ်မွေးချစနစ်ဝင်ရန်သာခိုင်းခဲ့ခြင်းဖြစ်သည်FE ကကားကိုတိုက်ခတ်ဖျက်ဆီးပြီးသူတို့နှစ်ဦးအာကာသစိတ်ကမ်းသို့ထွက်ပြေးကလေယာဉ်တစ်စင်းပေါ်သို့တက်နိုင်ခဲ့သည် Andrews ကလေယာဉ်ကိုပြန်လှည့်ရန်အမိန့်ပေးတော်လဲ FE ကလေယာဉ်ကိုနိုမက်အာကာသစခန်းစီသို့ဦးတည်မောင်းနှင်စေခဲ့သည်နိုမက်ပေါ်သို့ရောက်သောအခါဂျိုရှုအာကရန်သူများကိုလေဟာနယ်ထဲသို့တိုးထုတ်ပစ်ပြီးဘုံထောင်ရန်ပြင်ဆင်သည်အန်ဒရူးစ်ကစင်နက်စခန်းအားလုံးကိုဒုံးကျည်ဖြင့်ပြည့်ရန်ပြင်ဆင်နေသဖြင့်ဂျိုရှုအာကမာယာ၏ချစ်ကို FERB ကဒုံးကျည်များကိုတားဆီးခိုင်းသည် FE ကဒုံးကျည်စနစ်ကိုအချိန်မီရပ်တန့်နိုင်ခဲ့တော်လဲအပြန်လန်းတွင်မှားယွင်းကဆင်နက်များအိတ်ဆက်နေသောအခန်းသို့ရောက်သွားပြီးမာယာနှင့်တူသောဆင်တကောင်ကိုတွေ့သဖြင့်ချစ်ပကိုတက်ဆင်ပေးလိုက်သည်ဂျိုရှုအာ၏အောက်ဆီဂျင်ကုန်လူနီးပါးအချိန်တွင်
FE ကအရေးပေါ်ရင် escape pod ရှိရာသို့ခေါ်ဆောင်လာသည် Andrews ကရေပွဲဆက်ရုပ်ကြီးဖြင့်တားဆီးတော်လဲ FE ဆွမ်းအားကြောင့်ဆက်ရုပ်ကြီးပျက်စီးသွားသည်သို့သောအရေးပေါ်ရင်ဤတကားမှာပျက်စီးသွားသဖြင့်တယောက်သာသွားနိုင်တော့သည် Joshua က FE ကိုရင်ထဲသို့ထည့်ကာကောင်းကင်ဘုံမှပြန်ဆုံမဲဟုပြောပြီးလွတ်တင်လိုက်သည်နိုမက်ကြီးစတင်ပောက်ကွဲနေချိန်တွင်ဂျိုရှုအားတယောက်တည်းကြံရစ်ခဲ့စဉ်မာယာ၏အသိစိတ်ဝင်နေသောစင်မမလေးလမ်းလျှောက်လာသည်ကိုတွေးလိုက်ရသည်ချစ်သူနှစ်ဦးသည်တဦးကိုတဦးပြစ်ဖက်ကအနမ်းပေးရင်းနိုမက်ကြီး၏အေယာမပောက်ကွဲမှုကြီးနှင့်အတူအသက်ပြောက်သွားကြပါတော့သည် FE အရေးပေါ်ရင်မှာကဘာမြေပေါ်သို့ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီးလွတ်မြောက်မှုအတွက်အောင်ပွဲခံနေကြသောစင်နက်များနှင့်အတူပျော်ရွှင်စွာပါဝင်ဆင်နွှဲပါတော့သည်